မြိုင်သားရဆိုတဲ့ရွာငယ်လေးတစ်ရွာမှာမောင်အေးဆိုတဲ့ဆင်းရဲတဲ့တောင်သူလယ်သမားတစ်ယောက်ရှိခဲ့ပါတယ်။သူနဲ့တူအသက်ကြီးပြီဖြစ်တဲ့အဖေဦးဘိုးတန်းနဲ့ဇနီးဖြစ်သူမတ်ဆန်းတို့နေထိုင်ကြပါတယ်။မောင်အေးမှာနှမနှစ်ကောင်ရှိပါတယ်။ဖြူဖြူနဲ့မမဲပါ။မောင်အေးဒီနှမဖြူဖြူနဲ့မမဲတွေဟာအရန်ထူးကြတယ်ကွ။သူတို့တေချာစောင့်ရှောက်ပါ။အဖေကျွန်တော်တို့ထားပြီးမသွားပါနဲ့။ဦးဘိုးတန်းစကားမဆုံးခင်မှာပဲတေဆုံးသွားခဲ့ပြီးတော့ဒီနှမတွေကိုအမွေပြေထားရခဲ့တယ်။ဖြူဖြူဟာလာရောင်လိုဖြူနေပြီးမဲမဲကတော့ညနဲ့တလို့မဲနဲ့နေရဲ့နှမနှစ်ကောင်စလုံးဟာနေတိုင်းတို့များစွာပေးရကြောင်းမောင်အေးရဲ့မိသားစုစားဝတ်နေရေးအဆင်ပြေခဲ့တယ်။အဲဒီအချိန်မှာပဲအိမ်နီးနားချင်းဦးစိန်လာကစိတ်ထရနေစဉ်းစားလိုက်တယ်။ဦးဘိုးတန်းတည်သွားတာတော့မှဒီနှမတွေကနို့တွေအများကြီးပေးနေပါလား။မောင်အေးရဲ့အိမ်နီးနားချင်းဦးစိန်လာကမနာလိုတတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူရဲ့ဇနီးကလည်းသူ့လိုပဲကောက်ကျစ်တက်တဲ့သူဖြစ်တဲ့ဦးစိန်လာမှာနှမ၃ကောင်ရှိရဲ့။ဒါပေမဲ့သူဟာမောင်အေးရဲ့နှမတွေကိုအမြဲမနာလိုဖြစ်နေခဲ့ပါတယ်။မတ်မီဘိုးတဲ့ရဲ့နှမတွေကရာသီမီနို့တွေအများကြီးပေးနေရဲ့။သူတို့ရဲ့အစဉ်ပြေမှုကိုသိမခံနိုင်တော့ဘူး။ဟုတ်တယ်။အဲ့ဒီနှမတွေသားမရှိရင်ရွာတရွာလုံးငါတို့စီကပဲနို့ဝယ်ကြရမှာ။ဦးစိန်လာဟာရွာမှာအလောဘကြီးဆုံးသူဖြစ်တဲ့တငယ်ချင်းမောင်မဲစီကိုသွားပါတယ်။ဟေ့မောင်မဲမောင်အေးရဲ့နှမတွေကိုတတ်ပစ်ချင်လို့ပါ။ငါတို့ဘာလုပ်လို့ရမလဲပြောစမ်း။ဟေးဘာဖြစ်လို့လဲမောင်အေးကမင်းကိုဘာလုပ်လို့လဲ။သူ့ရဲ့အစဉ်ပြေအောင်မြင်မှုကိုမြင်ရတာငါရင်ထဲမှာလောင်မြိုက်နေလို့ပါ။မင်းတောင်းသမျှငါပေးပါမယ်။စိတ်မပူပါနဲ့။ညဘက်ကျရင်ခြံနဲ့ခိုးဝင်ပြီးအစိတ်ပါတဲ့မျက်နှာနဲ့ပြစ်ထည့်ပေးလိုက်မယ်။ညရောက်တော့ဦးစိန်လာတို့နွားခြံနဲ့ခိုးဝင်သွားကြတယ်။ဒါပေမဲ့နှမတွေနာရောက်သွားတာနဲ့နှမတွေကစကားပြောလာကြတယ်။သူတစ်ပါးကိုမကောင်းကြံတဲ့သူဟာပြန်လဲခံစားရလိမ့်မယ်။ဟမ်ဒီနှမတွေကစကားမပြောတတ်တာလား။မကောင်းတော့ထင်နဲ့ဒီကနေပြေးကြစို့။၃ယောက်စလုံးအဲ့ဒီကနေထွက်ပြေးပြီးဦးစိန်လာရဲ့အိမ်ကိုရောက်သွားကြပါတယ်။ဒါပေမဲ့သူတို့ရဲ့မနာလိုစိတ်ကပိုလို့တောင်ကြေထွားလာခဲ့တယ်။ဒီနေ့တော့အဲ့ဒီနွားမာတွေလွတ်သွားတာပေါ့။ဒါပေမဲ့ဘယ်လောက်ထိလွတ်မလဲဆိုတာငါစောင့်ကြည့်ရပေါ့။ရွာထဲမှာမောင်အေးရဲ့တငယ်ချင်းမောင်ချစ်ဆိုတာရှိတယ်။သူကမောင်အေးပေါ်အရန်ဆန္ဒတက်သူဖြစ်တယ်။တနေ့မှာမောင်ချစ်ကမောင်အေးရဲ့အိမ်ကိုလာပြီးတော့ပြောလိုက်ပါတယ်။မင်းရဲ့အိမ်နီးနားချင်းဦးစိန်လာအရက်ကောက်ကျစ်တဲ့သူတခုခုတော့မကောင်းချင်မှတေးကြတယ်။မင်းရဲ့နွားတွေကိုဂရုစိုက်ပါ။အေးငါလည်းတခုခုထူးဆန်းနေလို့ခံစားရတယ်။အဖေကလည်းဒီနှမတွေကထူးကြရလို့ပြောခဲ့ပူတယ်။နှမတွေနာတွားကြည့်ပါလား။အဲ့ဒီမှာပဲအဖြစ်တခုခုရချင်ရမှာပါ။အဲ့လိုပြောပြီးမောင်ချစ်ကအင်ကိုပြန်သွားတယ်။အိမ်ညမှာပဲမောင်အေးဟာနွားချန်နဲ့သွားပြီးနှမတွေကိုမေးလိုက်တယ်။နင်တို့တွေဘာလဲ။နှမတွေကဘာတုံးပြန်မှုမှမလုပ်ခဲ့ပါဘူး။မောင်အေးစိတ်ပြက်စွာနဲ့ထွက်သွားစင်မှာပဲဖြူဖြူနဲ့မမဲတို့ဟာလက်သမီးပုံစံဖြင့်ပြောင်းလဲသွားပြီးပြောလိုက်ပါတယ်။ငါတို့ဟာတကိုးရှိရဲ့လက်သမီးတွေပါ။မင်းရဲ့ဘိုးဘေးတွေရဲ့ကျေးဇူးကိုဆက်ဖို့အတွက်နှမပုံစံနဲ့ဒီမှာရောက်နေရပါ။ငါတို့မင်းကိုကောက်ွယ်ပေးပါမယ်။ငါတို့အသက်ရှင်နေသည်များနဲ့ဒီလျှို့ဝှက်ချက်ပုံကွယ်နေသည်များကာလပတ်လုံးပေါ့။ကောင်းပါပြီ။ငါဒါကိုဘယ်သူ့မှမပြောပါဘူး။နောက်တနေ့မနေ့မှာဒီအကြောင်းကိုမောင်ဆန်းနဲ့မောင်ချစ်တို့ပြောပြလိုက်တယ်။ငါတို့အားလုံးပေါင်းပြီးသူတို့ကိုဆောက်ရှောက်ကြတာပေါ့။တခြားတစ်ဖက်မှာတော့ဦးစိန်လာနဲ့မောင်မဲတို့ဟာနောက်ဆုံးစီစဉ်ကိုရေးဆွဲနေကြတယ်။အစိတ်တွေးအောင်မအောင်မြင်ဘာဖြစ်လဲ။လက်နက်တွေကမိတွားကြတာပေါ့။ဟုတ်တယ်။ဒီတခါတော့ငါတို့ကိုတားဆီးနေမှာမဟုတ်ဘူး။ညဘက်မှာတော့ဦးစိန်လာရဲ့လက်ချက်ကြောင့်နွားတွေတီဆုံသွားခဲ့ပါတယ်။ခဏနေတော့မောင်အေးကအဲ့ဒီနေရာကိုရောက်လာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာပဲနှမတွေရဲ့ခန္ဓာကိုယ်ထဲကနေအလင်းရောင်တွေထွက်ပေါ်လာပြီးလက်သမီးနှစ်ပါးကောင်းကင်ပေါ်ပြန်တက်သွားပါတယ်။ငါတို့ရဲ့အချိန်ကဒီမှာနေကုံဆုံးပါပြီမောင်အေး။ဒါပေမဲ့ဖြစ်ပျက်ခဲ့တာတွေအတွက်တရားမျှတမှုတော့ရှိတာပါလိမ့်မယ်။မဟုတ်ဘူးဖြူမမေငါ့မထားသွားပါနဲ့။မောင်ချစ်နဲ့မဆန်တို့နွားချန်စီရောက်ရှိလာကြတယ်။ရွာသားတွေကလည်းအလင်းရောင်ကိုမြင်ပြီးနိုးလာကြတယ်။ငါတို့ရဲ့နှမတွေရဲ့နှစ်သမီးတွေပါ။ဦးစိန်နာဒီကနေပြေးသွားတာငါတွေ့လိုက်တယ်။သူတခုခုလုပ်ခဲ့တာသိကြတယ်။ဦးစိန်နာတို့ထွက်ပြေးနေကြတယ်။ဒါပေမဲ့ရုတ်တရက်မြေကြီးကတုန်လှုပ်သွားတယ်။ဒါဘာဖြစ်တာလဲ။ငါတို့တယောက်ကတားနေတယ်လို့ပဲ။ထိုးစမ်းတဲ့တကူဆွမ်းအားတစ်ခုဟာသူတို့ကိုတားဆီးလိုက်ပြီးရွာသားတွေကသူတို့ကိုဖမ်းဆီးလိုက်ကြတယ်။နင်တို့ဘာလုပ်ခဲ့တာလဲ။ငါတို့ဘာမှမလုပ်ပါဘူး။နှမတွေကအလိုလိုတည်သွားတာပါ
မင်းတို့လောပါကြောင်ငါတို့ဒုက္ခခံခဲ့တာအခုမင်းတို့ရဲ့ကံကြိုးပြီးကိုခံစားကြပြီးတော့ရုတ်တရက်ဦးစိန်လာတို့ရဲ့မျက်စိမှောင်မဲသွားတယ်ငါဘာမှမြင်ရတော့ဘူးငါမျက်လုံးတွေဘာဖြစ်သွားတာလဲ၃ယောက်စလုံးမျက်စိကွယ်သွားကြတယ်ရွာသားတွေအံ့ဩသွားကြတယ်ဒါသူတို့ရဲ့မကောင်းမှုအကုသိုလ်ရဲ့အပြစ်ဒဏ်ပဲသူတို့တော့အပြစ်ဒဏ်ရသွားကြပြီဒါပေမဲ့ငါရဲ့တနာစရာနှမလေးတွေဖြစ်တဲ့ဖြူဖြူနဲ့မမဲတို့တော့ထွက်သွားကြပြီဦးစိန်လာမမေနဲ့မောင်မဲတို့ဟာမျက်စိကွယ်သွားကြတာကြောင့်ရွာသားတွေကသူတို့ရဲ့အိမ်တွေမှာပဲပိတ်လောင်ထားခဲ့ကြတယ်ဒါပေမဲ့မောင်အေးရဲ့စိတ်ကတော့ဝမ်းနေကြေကွဲနေခဲ့တယ်မဆန်ဖြူဖြူနဲ့မဲမဲဆိုတာငါ့အဖေရဲ့နောက်ဆုံးအမှတ်တရလေးတွေပါသူတို့ကနတ်သမီးတွေလေသူတို့ကငါတို့ကိုဒီလောက်ထိပျော်ရွှင်အောင်ဖန်တီးပေးခဲ့တာသူတို့ထွက်သွားရလေအကြောင်းရင်းတစ်ခုခုကြောင့်ဖြစ်ပါလိမ့်မယ်ဟုတ်တယ်မောင်အေးရွာသားတွေအားလုံးမင်းနဲ့တူရှိပါတယ်နောက်နေ့မနေ့မှာဖြူဖြူနဲ့မဲမဲကွယ်လွန်ခဲ့တဲ့နေရာမှာအပင်တပင်ပေါက်ရောက်လာခဲ့တယ်ရွာသားတွေကဒါကိုကြည့်ဖို့စုဝေးရောက်ရှိလာကြတယ်ကြည့်ရတာဖြူဖြူနဲ့မဲမဲတို့ရဲ့ဝိညာဉ်တွေကဒီမှာပဲရှိနေတော့တယ်နဲ့မောင်အေးကအပင်နာသွားကကိုင်ကြည့်ပြီးအနက်ခံလိုက်တယ်ဒီအပင်ကနေနိုးအနက်လိုမျိုးအနက်မွေမွေတွေထွက်နေရဲ့ဖြူဖြူနဲ့မဲမဲတို့ကငါတို့အတွက်ဒါကိုခြံထားခဲ့တာဖြစ်ပါလိမ့်မယ်ဦးစိန်လာရဲ့အိမ်မှာမျက်စိကွယ်သွားပြီးနောက်သူတို့ရဲ့ဘဝဟာငရဲလိုဖြစ်သွားခဲ့တယ်ရန်နေငယ်ကြပြီးနောက်အဲ့ဒီတောက်ပါတဲ့အပင်ဟာပိုကြီးထွားလာတာကိုတွေ့လိုက်ရတယ်အဲ့ဒီအပင်မှာနို့လိုမျိုးဖြူကွေးနေရဲ့အသေးလေးတွေသေးနေရဲ့မောင်အေးကအသီးတစ်လုံးကိုခိုးပြီးမြေဆန်းကျလိုက်တယ်ဒီအသီးထဲမှာနို့အရသာပါနေရဲ့ဖြူဖြူနဲ့မဲမဲတုန်းကပေးခဲ့တဲ့နို့အရသာမျိုးပဲဖြူဖြူနဲ့မဲမဲတို့ဟာငါတို့ဒီလက်ဆောင်ပေးခဲ့တာဖြစ်မယ်မောင်အေးကအဲ့ဒီအသီးတွေကိုရွာသားတွေကိုဝေမျှပေးခဲ့ပါတယ်တညမှာမောင်အေးကအိမ်မက်ပြန်မဲ့ခဲ့ပါတယ်မောင်အေးအဲ့ဒီဘေးကငါတို့ရဲ့ကောင်းကြီးပါပဲဒါကိုဘေးကင်းအောင်စောင့်ရှောက်ပါဦးစိန်လာရဲ့လောဘမကုံသေးပါဘူးသူတခုခုထပ်လုံနိုင်ပါတယ်ဦးစိန်လာကအန်ဒီရပေးနိုင်တော့မဲလားမနဲ့ရောက်တော့မောင်ချီကိုအကြောင်းအရာတွေပြောပြလိုက်တယ်ဦးစိန်လာမျက်စိကွယ်သွားပြီမယ်သူ့အုံနောက်ကတော့အလုပ်လုပ်နေတော့မဲမောင်အေးရဲ့ငါအဲ့ဒီပင်ကိုစောင့်ရှောက်ပါမယ်တခြားတစ်ဖက်မှာတော့ဦးစိန်လာကရွာရဲကကောင်လေးတယောက်ကိုပတ်စံပေးပြီးခေါ်လိုက်တယ်မောင်အေးရဲ့နွားကျန်တာမှာအပင်တစ်ပင်ရှိရဲ့အဲ့ဒီပင်ကိုမိရှို့ပြစ်လိုက်ဒါပေမဲ့ရွာသားတွေကအဲ့ဒီပင်ကဆွဲအားရှိရလို့ပြောနေကြတယ်ဆွဲအားဆိုတာဘာမှမရှိဘူးမင်းပတ်စံအများကြီးရလိမ့်မယ်စိတ်ဓာတ်ဟာပတ်စံလောဘနဲ့သဘောတူလိုက်တယ်အဲ့ဒီညမှာပဲသူမောင်အေးရဲ့နွားကျန်တာရောက်သွားတယ်ဒါပေမဲ့သူအပင်ကိုကိုင်းဖို့စူးစမ်းလိုက်တာနဲ့လေပြင်းတစ်ချက်တိုက်ခတ်သွားပြီးသူ့ဝေးရာကိုလွင့်ထွက်သွားတယ်ငါဒီကနေပြေးမှဖြစ်မယ်စိတ်ဓာတ်အဲ့ဒီကနေထွက်ပြေးသွားပြီးရွာသားတွေကိုအမှန်တိုင်းပြောပြလိုက်တယ်ရွာသားတွေတဲ့ဦးစိန်လာကိုအပြစ်ဒဏ်ထပ်ပေးဖို့ပြောဆိုလာကြတယ်သူတို့ကရွာထဲကနေနှင်ထုတ်ဖို့ပြောဆိုနေကြတယ်တကြီးမင်းကျွန်တော်ဘာလက်စားချင်မှမလို့ချင်ပါဘူးဒီအပင်ကကျွန်တော်အတွက်ဖြူဖြူနဲ့မမဲတို့ရဲ့အမှတ်တရပါဒါကိုကောက်ွယ်ပေးရင်ရပါပြီကောင်းပြီနောက်တစ်ချိန်ဖြစ်ရင်တော့မင်းတောင်ပဲတော့ဦးစိန်လာအဲ့လိုပြောပြီးအားလုံးအိမ်ပြန်သွားကြတယ်ဦးစိန်လာရဲ့ဒေါသအထော်ထိပ်ကိုရောက်နေရဲ့ဒီစိတ်တာဆိုတဲ့ကောင်အသုံးမကျဘူးရှင့်အစီအစဉ်တွေကအသုံးမကျတာပါရွာသားတွေငါတို့နှင်ထုတ်ကြတော့မယ်အဲ့ဒီပင်ကတကယ်ပဲစွမ်းအားရှိရတယ်နဲ့ငါတို့အဲ့ဒီနဲ့ဝေးဝေးနေတဲ့နဲ့ငါမရှုံးသေးဘူးအကွက်တစ်ခုထပ်ကစားမယ်ဦးစိန်လာကသူ့ရဲ့တူဖြစ်သူကိုစားတဲ့ဆောင်ပို့လိုက်တယ်သူ့ရဲ့တူမောင်တန်းဟာတန်မာပြီးလောဘကြီးရဲ့သူဖြစ်တယ်ဦးစိန်လာစီသွားရမယ်မောင်အေးရဲ့အပင်ကိုနှုတ်ပြရမယ်ရန်နေငယ်ကြတော့မောင်တန်းဟာရွာကိုရောက်လာတယ်မောင်ချစ်ကဒါကိုတီးသွားတာနဲ့မောင်အေးရဲ့အိမ်ကိုတန်းသွားပြီးမေးလိုက်တယ်မောင်တန်းဆိုဘာတူလဲကြည့်ရတာဦးစိန်လာခေါ်လိုက်တာထင်တယ်ငါတို့တတိထမဖြစ်မယ်အဲ့ဒီပင်ကငါဘွားအေးကြီးရဲ့အစိပ်ပိုင်းဖြစ်နေပြီမောင်အေးဟာရွာသားတွေကိုစုဝေးပြီးတတိပေးလိုက်တယ်အားလုံးနားထောင်ပါအောင်မောင်တန်းကဦးစိန်လာရဲ့တူပါသူငါတို့အပင်ကိုဖျက်ဆီးဖို့လာတာဖြစ်နိုင်ပါတယ်အဲ့ဒီပင်ကိုဘယ်သူမှမထိစေရဘူးစိတ်အေးထားပါရွာသားတွေစကားပြောပြီးအိမ်ပြန်သွားကြတယ်အိမ်ညမှာမောင်တန်းဟာနွားချံဘက်ကိုထွက်လာခဲ့တယ်သူ့ရဲ့လက်ထဲမှာပစိန်တစ်ချောင်းပါလာပါတယ်ဒါပေမဲ့အပင်နာရောက်ခါနီးမှာပဲမိုးကြိုးတန်လိုအတန်ထွက်ပေါ်လာတယ်ဒီအပင်ကငါတို့ရဲ့ဆွမ်းအားပဲဒါကိုထိဖို့မကြိုးစားနဲ့မောင်တန်းဟာကြောက်လန့်သွားပြီးပစိန်ုံပြစ်ချကထွက်ပြေးဖို့ကြိုးစားတယ်ဒါပေမဲ့ရုတ်တရက်သူ့ရဲ့ခြေထောက်တွေမလှုပ်ရှားနိုင်တော့ပဲမြေကြီးပေါ်လဲကျသွားတယ်ငါ့ကိုလှုပ်ပေးပါငါဘာမှမလုပ်တော့ပါဘူးမနေ့ရောက်တဲ့အထိသူအဲ့ဒီမှာတင်လဲကျနေပြီးအော်ဟင်းနေခဲ့အိမ်မင်းဒီမှာဘာလာလုပ်တာလဲဦးစိန်လာခိုင်းလိုက်တာပါအပင်ကိုနှုတ်ခိုင်းလို့ပါ
ရွာသားတွေကမောင်တန်းကိုတတိပေးလိုက်တယ်မင်းနဲ့မင်းမိသားစုရွာကနေနှင်ထုတ်တော်မယ်ငါ့ကိုခွင့်လွှတ်ကြပါငါဘာမှမလုပ်တော့ပါဘူးမောင်အေးရဲ့အပင်ဟာပုံမိုကြီးထွားလာခဲ့တယ်တညမှာမောင်အေးကအိမ်မက်မက်ခဲ့ပြန်တယ်မောင်အေးငါတို့ရဲ့ကောင်းကြီးတွေမင်းနဲ့အတူအမြဲရှိနေမှာပါနောက်ထပ်အံ့ဖွယ်တစ်ခုဖြစ်လာတော့မယ်အစင်သစ်ပြင်ထားပါနောက်နေ့မနေ့မှာအပင်နားမှာနောက်ထပ်အပင်သေးသေးလေးနှစ်ပင်ပေါက်နေရကိုတွေ့လိုက်ရတယ်တပင်ကနေဖြိုနေပြီးနောက်တပင်ကမဲနေရဲ့ဒါဖြူဖြူနဲ့မမဲတို့လိုပဲမောင်အေးကအပင်နှစ်ပင်ကိုရှေ့လောင်းပြီးဂယုတဆိုင်နဲ့ပြိုးထောင်ပေးခဲ့ပါတယ်တခြားတစ်ဖက်မှာတော့ဦးစိန်လာရဲ့အိမ်မှာလောဘကမသိနိုင်သေးပါဘူးဦးစိန်လာကမိန်းမဖြစ်သူကိုပြောလိုက်တယ်မက်မေငါလက်မလျှော့နိုင်ဘူးအဲ့ဒီအပင်တွေကမောင်အေးရဲ့အဓိကဆွန့်အားပဲဒါကိုဖျက်ဆီးရမယ်ဦးစိန်လာတော်ပါတော့ငါတို့မျက်စိကွယ်နေပြီမဟုတ်ဘူးနောက်ဆုံးတစ်ခါထပ်ကြိုးစားမယ်ဦးစိန်လာကတော်ထဲမှာနေပြီးစေဝါကျွမ်းကျင်တဲ့တငယ်ချင်းမောင်နဲ့ကိုတတိယသွားတယ်ရန်နေငယ်ကြတော့မောင်နဲ့ရွာကိုရောက်လာတယ်မောင်ချစ်ကဒါကိုကြားသွားတာနဲ့မောင်အေးရဲ့အိမ်ကိုတန်းသွားပြီးမိလိုက်တယ်ဒီမောင်နဲ့ကဘာတူလဲကြည်ရတာဦးစိန်လာရဲ့အကွက်တစ်ထင်နေငါတို့တတိထားရမယ်ညဘက်နွားချံမှာငါတို့ကိုယ်တိုင်စောင့်ကြမယ်အိမ်ညမှာမောင်အေးတို့နွားချံနာမှာပုံပြီးစောင့်နေကြတယ်ညနေပိုင်းမှာမောင်နဲ့တိတ်ဆိတ်စွာနဲ့ရောက်လာတယ်သူ့လက်ထဲမှာအစိတ်ရည်ပလင်းလေးပါလာတယ်ဒီအစိတ်ရည်ကိုအပင်ပေါ်လောင်းထည့်လိုက်မနေ့ကအကုန်သေးပြီမောင်နဲ့ကပလင်းဖွင့်လိုက်တာနဲ့လေတူထဲမှာထူးဆန်းတဲ့အတန်ထွက်လာပြီးတောက်ပတဲ့နေသမီးပုံရိပ်တစ်ခုထွက်ပေါ်လာတယ်ဒီအပင်တွေကငါတို့ရဲ့ဆွမ်းအားပဲဒါကိုဖျက်ဆီးရင်မင်းအပြစ်ဒဏ်ခံရမယ်နေသမီးတွေငါ့ကိုလွှတ်ပေးကြပါမောင်နဲ့ထွက်ပြေးဖို့ကြိုးစားပေမဲ့သူ့လက်ထဲကပလင်းကကျကွယ်ပြီးအစိတ်ရည်တွေသူ့ခြေထောက်ပေါ်စီးကျသွားတယ်ငါခြေထောက်တွေပူလာကြီးရဲ့ကိုညီကြပါအောင်မောင်အေးမောင်ချင်းနဲ့မဆန်တို့ထွက်လာကြတယ်ရွာသားတွေလည်းရောက်လာကြတယ်မင်းဒီမှာဘာလာလုပ်တာလဲဦးစိန်လာခိုင်းလိုက်တာပါဦးစိန်လာဘရော့မပြပြလို့ရတော့မှာမဟုတ်ဘူးခုတော့သူ့ကိုရွာနေနှင်ထုတ်ရတော့မယ်နောက်တစ်နေ့မှာရွာသားတွေကဦးစိန်လာမတ်မီနဲ့မောင်မဲတို့ကိုရွာနေနှင်ထုတ်လိုက်ကြတယ်တခြားတစ်ဖက်မှာတော့မောင်အေးရဲ့အပင်သေးနှစ်ပင်ကနေထူးဆန်းစွာနမငယ်လေးနှစ်ကောင်ထပ်ပေါ်လာတယ်တကောင်ကဖြူဖြူနဲ့တကောင်ကမဲမဲဖြစ်တယ်မောင်အေးအံ့ဩသွားပြီးမဆန်းကိုအော့ခေါ်လိုက်တယ်မဆန်းဒီမှာလာကြည့်စမ်းပါအောင်ဖြူဖြူနဲ့မဲမဲတို့ပြန်ရောက်လာပြီမဆန်းရောက်လာပြီးအံ့ဩဝမ်းသာသွားတယ်သူကမောင်ချစ်ကိုလည်းခေါ်လိုက်တယ်ဒါတကယ်ပဲအံ့ဩွယ်ပဲကောင်းမှုလုပ်ရင်ကောင်းကျိုးရတာပါပဲမင်းတို့ငါးစီပြန်အောင်လာပြီနော်အခုတော့ငါမင်းတို့ဘရော့မပေးမထွက်သွားတော့ဘူးအချိန်လေးကုန်လွန်သွားခဲ့ပါတယ်မောင်အေးမဆန်းနဲ့မောင်ချစ်တို့ဟာဖြူဖြူနဲ့မမဲတို့ကိုဂယုတဆိုင်ချစ်ခင်စွာစောင့်ရှောက်ခဲ့ကြပါတယ်ဒီနမတွေဟာတကယ်ပဲဆွမ်းအားရှိပြီးသူတို့စီအားရတဲ့နှုတ်ဟာအရသာရှိုံနေမကပဲယောဂတွေကိုပါပျောက်ကင်းစေခဲ့ပါတယ်ဒီရွာလေးဟာဝေးလံခေါင်ပြတဲ့နေရာတွေအထိနာမည်ကြီးသွားခဲ့ပြီးလူအများအပြားဟာမောင်အေးရဲ့နမတွေကိုလာရောက်ကြည့်ရှုကြပါတော့တယ်ရှင်တခါကဝေးလံလေးရွာလေးတွေ့မှာအောင်ကျော်လို့ခေါ်တဲ့လူတစ်ယောက်ရှိခဲ့ပါတယ်အောင်ကျော်ကအလူဒါနာလုပ်ရတာကိုသိပြီးယုံကြည်သက်ဝင်သူဖြစ်လို့လူတိုင်းကသူ့အမြဲတမ်းချီးမွမ်းကြတယ်အောင်ကျော်မှာသူကိုယ်တိုင်စားဖို့ဘာမှမရှိရင်တော့မှအလူဒါနာပြုဖို့ဘယ်တော့မှနောက်မဆုတ်ခဲ့ပါဘူးတနေ့မနဲ့စောစောစစ်စီအောင်ကျော်ဟာသမင်းချက်ပြီးစားဖို့ထားလိုက်ရုံရှိသေးရဲ့သူ့တကားဝါကိုတောင်းစားသူတယောက်ရောက်လာပါတယ်စားစရာတစ်ခုပေးပါအောင်တာရဲ့မနေ့တည်းကဘိုက်ကစားနေရဘာမှမစားရမတော့ရသေးဘူးအခုဆိုလမ်းတော်မလျှောက်နိုင်တော့ဘူးဟာအဘအထဲကြွပါအဘကျွန်တော်နဲ့တူတူထိုင်ပြီးတော့ထမင်းစားပါလားဒီလောက်ထမင်းလေးနဲ့တော့ငါပိုက်ပြီးမှမဟုတ်ပါဘူးရပါတယ်ငါရှေ့ဆက်ပြီးတောင်းစားလိုက်ပါမယ်မင်းထမင်းစားဖို့ထိုင်နေရဆိုတော့လဲစားလိုက်ပါရပါတယ်အဘရဲ့ဒီထမင်းကိုအဘပဲစားလိုက်ပါကျွန်တော်ဗိုက်စာခံလိုက်ပါမယ်ဘာလို့လဲဆိုတော့မနေ့ညကျွန်တော်ထမင်းစားထားလို့ပါအဲ့လိုပြောပြီးအောင်ကျော်ဟာသူ့ရဲ့ထမင်းပကံကိုအဲ့ဒီတောင်းစားသူစီလှမ်းပေးလိုက်တယ်တောင်းစားသူကလည်းထမင်းကိုမြင်တော့လက်နှစ်ဖက်လုံးနဲ့အလော်တကြီးစားပါတော့တယ်ထမင်းစားပြီးရဲ့နောက်မှာတော့တောင်းစားသူကအောင်ကျော်ကိုဆူတောင်းမြတ်တာပြီးအများကြီးပေးပြီးပြောတယ်ဖျားတခင်ကမင်းကိုအမြဲတမ်းပျော်ရွှင်ပါစေသားရဲ့မင်းရဲ့ဝေစုထမင်းကိုငါ့ကိုကြွေးခဲ့တယ်ဒီဘက်ကမှာဒီလိုအလူဒါနာရက်ရော်တဲ့လူတွေဘယ်မှာတွေ့နိုင်တော့မလဲမင်းကောင်းစားပါစီအဲ့ဒီလိုပြောပြီးတောင်းစားသူဟာအဲ့ဒီကနေထွက်သွားပါတယ်ဒါပေမဲ့အောင်ကျော်လဲပိုက်စာနေရမို့အခုသူဟာမိဖို့ကြောင့်နေဝင်ပြီး
မိဖို့ကြောင့်မှထားတဲ့ဘူးတွေကိုလိုက်ကြည့်ရဲ့အဲ့ဒီထဲမှာစံတစိတောင်မရှိပါဘူးကဲအလုပ်တစ်ခုခုသွားရှာအောင်ပါပဲတနေ့ကနေစားဖို့တောက်ဖို့စီစဉ်လို့ရမှာပါအတေးကတော့အဲ့ဒီတနာစရာအပါကြီးဗိုက်ပြေသွားတာပဲငါတိတ်ပြီးစိတ်ချမ်းသာရပါတယ်အခုအောင်ကျော်ဟာအိမ်ကနေထွက်လာတဲ့အခါမှာရွာမောင်လာကသူ့ကိုမြင်တော့သူ့မိမကိုပြောတယ်ဟေးငါဒီဆိုင်တွေကိုတယောက်တည်းထမ်းနေတာဘယ်လောက်ကြာပြီလဲအခုအောင်ကျော်ကိုလှမ်းခေါ်လိုက်မယ်သူငါ့ကိုဘယ်လိုကူညီမလဲဆိုတာမင်းကြည့်နေလိုက်သူကတော့လူတွေကိုကူညီခြင်းနဲ့တရေပူးနေရပဲကို့အိတ်ထဲမှာတပြားမှမရှိတာအလူရှင်ကြီးလှုပ်ချင်နေတာမောင်လာကအောင်ကျော်ကိုအော်ခေါ်လိုက်တယ်ဟေးအချင်းနေဘယ်လိုလဲအကိုမောင်လာအားလုံးအဆင်ပြေရဲ့လားအေးဗျာလေကွင်းထဲကနေအခုနောက်ထပ်ဆက်အိတ်တဲ့ကိုကြံသေးရဲ့ဒါပေမဲ့ငါတိတ်ပင်မန်းနေပြီမင်းနဲ့လောက်ဝိုင်းကိုပြီးငါအလုပ်မြန်ပြီးသွားမှာဘာလို့မကူရမှာလဲလာလေးသွားကြစို့ကျွန်တော်အကိုနဲ့တူတူလေကွင်းကနေအကိုအိမ်ထိအိတ်တွေကိုဝိုင်းသက်ပေးပါမယ်တကယ်အယူပဲသူ့ကိုအယူလို့ရတာလေလွယ်တယ်ကောင်းတာပေါ့ဒီအကြောင်းပြချက်နဲ့ငါ့ကိုကိုညီယာရောက်ပြီးနည်းနည်းလေးအနားရတာပေါ့ဒီလိုပြောပြီးမောင်လာကအောင်ကျော်ကိုလေကွင်းထဲကနေအိမ်ထိအိတ်တွေအများကြီးတဲ့ခိုင်းပါတယ်ဒါပေမဲ့အောင်ကျော်ကပိုက်စားလာတယ်အခုအိတ်တွေအကုန်တူလောင်ပြီးရဲ့နောက်မှာမောင်လာကအောင်ကျော်ကိုပြောတယ်ကျေးဇူးများကြီးတင်ပါတယ်အောင်ကျော်ညီလေးရာမင်းသာမရှိရင်ငါဒီအိတ်တွေကိုတိန်နေညမိုးချုပ်သွားမှာနိုင်ပေါင်းများစွာအိတ်တွေကိုတဲပြီးတဲ့နောက်အောင်ကျော်ပင်ပန်းသွားတယ်အခုသူကကုံစုံဆိုင်ကနေရိတ်ခါအကျေးယူပြီးထမင်းချက်စားလိုက်ရတယ်နောက်တနေ့မနက်မှာတော့သူ့တကားဝါကနေတယောက်ယောက်ငိုနေတဲ့အတန်ကြားရတယ်အောင်ကျော်အိတ်ချင်မူတူနဲ့တကားကိုဖွင့်ကြည့်လိုက်တဲ့အခါသူ့အိမ်နီးနားချင်းကိုမြကသူ့မိမကိုရိုက်နေနေရကိုမြင်ရတယ်ဟေးကိုမြမင်းရဲ့မိမဘာလို့ဒီလိုမျိုးရိုက်နေရလဲဟမ်ဘာလို့မရိုက်ရမှာလဲငါမိမငါ့တဘောပဲမင်းကကြားရဝင်ပြောရအောင်ဘာတူလဲကြည်စမ်းကိုမြဒီလိုမနဲ့စောစောစီစီရန်ဖြစ်ရိုက်နေတာမကောင်းဘူးရွာသားတွေအကုန်လုံးစုယုံပြီးကြည်နေကြပြီအဲ့ဒါကောင်းနေရလားအောင်ကျော်တားရဲ့မင်းကလည်းဘသူ့ကိုသွားဆုံးမနေရလဲသူ့ကိုဆုံးမတယ်ဆိုတာကို့ကောင်နရံနဲ့ပြေးဆောင်တယ်လို့ပဲမနဲ့စောစောစီစီမက်စစ်ပဲစီကနေပတ်စံတောင်မှုရန်ဖြစ်နေရနေမှာပေါ့တပ်ဖို့ပတ်စံမရှိလို့ဖြစ်မှာပါဟဲ့အဖွားပါဆက်ပိတ်ထားအများကြီးပြောနေကြမလို့ဖေရဒီဘက်ကကလေးတွေကတော့လူကြီးမိဘတွေကိုစကားပြောရကောင်းမှမသိကြတော့ဘူးငါမင်းမိပဲရှိနေပြီမင်းကငါ့ကိုရန်ဆိုင်စကားပြောနေရဲ့ဒါပေမဲ့ကျွန်တော်ကအဖွားကြီးကိုကျွန်တော်ကိစ္စတွေဝင်ပြောဖို့မပြောခဲ့ဘူးလေဒီလိုပြောပြီးကိုမြကသူ့မိမမက်စစ်ပဲကိုထပ်ပြီးရိုက်ဖို့လုပ်တယ်ဒါပေမဲ့အောင်ကျော်ကတော့ဒါတွေကိုကြည့်မနေနိုင်တော့ပဲကိုမြရဲ့လက်ကိုဖမ်းဆွဲပြီးအားပြင်းနဲ့ပါရိုက်ချက်တစ်ချက်ကျွေးလိုက်တယ်ဒါအောင်မြင်တော့ရွာသားတွေအလုံးလက်ခုပ်တေးကြတော့တယ်အတိအကျပဲတိတ်မှန်တာ तू ကဒီလိုနဲ့ပဲတန်တယ်အေးလေကိုမိမကိုလက်ပါပြီးသူ့ကိုသူယောက်ျားလို့ထင်နေရအောင်ကျော်ညီလေးမင်းတို့တာတိတ်မှန်နေသူ့ကိုရိုင်းနေပြီးရွာထဲကနေမောင်းထုတ်လိုက်ရမှာသူ့တော့ငါအလုပ်မပေးဘူးငါပတ်စံလို့ကျင်တယ်တကယ်လို့ညနေတီပတ်စံမရရင်သူ့ကိုနောက်ထပ်ရိုက်အောင်ပါသူ့ကိုဘသူလာခဲ့မလဲကြည့်ကြသေးရပေါ့ဟောဒီမှာပတ်စံအခုအဲ့ဒါယူပြီးဒီကနေသွားတော့နောက်တစ်ခါမင်းမရကိုလက်ပါတာမြင်ရဲစကန်နဲ့ထည့်ပြီးတော့အကောင်းဆုံးနှိမ့်ဆက်ခံအောင်လုပ်ပြမယ်မှတ်ထားတိတ်မှန်တာပေါ်သားရဲ့သူ့ကိုဒီလိုပဲလုပ်ရမယ်ရွာသားများပြကဒီဝဲကိုကြည့်နေကြပြီးအဲ့ဒီတဲကမြို့သမီးတယောက်ကအောင်ကျော်ကိုပြောတယ်မင်းကတကယ်ကိုစိတ်နှလုံးကောင်းရှိတဲ့သူပဲလူတိုင်းကိုကူညီရဲ့လူတိုင်းရဲ့ကောင်းကျိုးလိုလားတယ်ကျမတို့ရွာသားတွေမင်းစီကနေလိုချင်တာကတော့နောက်လာမယ့်ကျမတို့ရဲ့ရွာလူကြီးဟာအဲ့ဒီဦးမင်းစီမဟုတ်ပဲမင်းပဲဖြစ်စီချင်တာပဲမင်းပြောတာတိတ်ဟုတ်တာပဲဒီစကားကိုငါ့ရင်ထဲမှာတိမ့်ထားခဲ့ရကြပြီဟုတ်ပါတယ်အောင်ကျော်ညီလေးရွာလူကြီးလို့ပါဒါမှရွာတိုးတက်ပြောင်းလဲမှာအဲ့ဒီဦးမင်းဆွေစီကိုတော့ရွာသားတွေကသွားဖို့တောင်ကြောက်ကြတယ်ပြီးတော့သူ့ကိုတခုခုပြောဖို့ဆိုရင်ဘယ်သူမှသူ့ရှိမှပါစံမဟရဲကြအောင်အောင်ကျော်ကလူတိုင်းကိုနှီးမျိုးစုံနဲ့ကူညီခဲ့ရကြောင်းရွာသားတွေကအောင်ကျော်ကိုသူတို့ရဲ့နောက်ထပ်ရွာလူကြီးဖြစ်ခန့်အပ်ဖို့ဆုံးဖြတ်ကြတယ်အခုဒီတဲ့တင်ကရွာလူကြီးစီကိုရောက်သွားတဲ့အခါရွာလူကြီးဟာဒေါသတကြီးဖြတ်လာပါတယ်ဘာအောင်ကျော်ကဒီလောက်အထိတက်တရှိနေရလားစားဖို့တော့မနေရုံးကန်နေရတာကိုရွာလူကြီးဖြစ်ဖို့အိမ်မက်မှတ်နေတယ်သူ့တော့ငါအလွတ်မပေးဘူးဟုတ်ပါတယ်တခင်ဒါတွေမကသေးဘူးရွာသားတွေကပြောနေကြတယ်ဘာပဲဖြစ်ဖြစ်ရွာလူကြီးကတော့အောင်ကျော်ပဲဖြစ်ရမယ်တဲ့အခုတခင်တခုခုလုံးမှဖြစ်တော့မယ်မဟုတ်ရင်အောင်ကျော်ကတခင်နေရာကိုလွတ်ယူသွားလိမ့်မယ်
ရွာလူကြီးကအကိုစင်စားကန်းဝင်သွားတယ်သူ့လက်ဟာစူးညောက်ခလို့ဖြစ်တဲ့အောင်ကျော်ကိုဒီရွာကနေအပီးတိုင်ထွက်သွားအောင်ဘာလို့ရမလဲဆိုဟာကိုနောက်ရွေးကောက်ပွဲမှာရွာသားတွေကအောင်ကျော်ရွာလူကြီးအဖြစ်တင်မြှောက်လိုက်ကြတယ်အခုလိုနဲ့ရက်တွေအများကြီးကုန်လွန်သွားပြီးရိတ်ခါဝေးငါရမယ့်အချိန်ရောက်လာတဲ့အခါမှာတော့ရွာလူကြီးဟောင်းကတိတ်ကိုပါနေစွာနဲ့ရိတ်ခါတွေထဲမှာပစ္စည်းအတူတွေရောနှောခိုင်းလိုက်တယ်ဒါကိုအောင်ကျော်ကလုံးဝမသိလိုက်ဘူးတာရွာလူကြီးဖြစ်တဲ့လားကိုမြင်ရတာတိတ်ဝမ်းတာတာပဲအခုဆိုအ ਨੇ ဆုံးတော့ရိတ်ခါကောင်ကောင်ရတော့မှာပေါ့အချိန်မှန်လေးရမှာပေါ့ဟုတ်ကဲ့ဗျာအားလုံးကောင်းသွားပါပါအားလုံးကကျွန်တော်ပေါ်ဒီလောက်ထိယုံကြည်ပြီးဒီရွာရဲ့တောင်ကိုထမ်းဆောင်ဖို့အပ်နေထားကြတာဒါကိုကျွန်တော်အကောင်းဆုံးနဲ့ထမ်းဆောင်နိုင်ပါစေလို့ပဲဆုတောင်းပေးကြပါဟုတ်တာပေါ့ခုဆိုရွာမှာတိုးတက်လာတာကိုဘယ်သူမှတားဆီးနိုင်မှာမဟုတ်ဘူးရွာထဲမှာရိတ်ခါတွေဝေးငှပြီးရဲ့နောက်လူတိုင်းကပထမဆုံးချိန်ဖြစ်ရိတ်ခါပြေဝရရှိကြလို့ပျော်ရွှင်နေကြတယ်မဟုတ်ရင်ရွာလူကြီးဦးမင်းဆွေကတော့ရိတ်ခါထဝဲမကကိုဖျက်တောက်ထားလေးရှိရာကိုလူတွေရိတ်ခါရရှိသွားပြီမဲ့နောက်တနေ့မှာတော့ရွာတစ်ခုလုံးစုညံ့သွားပါတော့တယ်သူတို့ရဲ့ရွာလူကြီးအစ်အောင်ကျော်ကရိတ်ခါတို့တွေရောနှောပေးခဲ့တယ်ဆိုပြီးတော့ပေါ့အခုရွာသားတွေတနေရာထဲမှာစုယုံပြီးအောင်ကျော်ကိုမေကွန်ထုတ်ကြတယ်ငါတို့ကမင်းပေါ်ယုံကြည်ပြီးမင်းတို့ရွာလူကြီးတင်းမြောက်ခဲ့တာဒါပေမဲ့မင်းကငါတို့ပေါ်တစ္ဆာဖောက်ခဲ့တယ်အောင်ကျော်တားရဲ့မင်းစီကနေဒီလိုမျိုးငါမမျော်လင့်ခဲ့ပါဘူးရိတ်ခါထဲမှာပစ္စည်းတူတွေရောနှောပြီးမင်းဘာရသွားလဲမင်းကရွာသားတွေရဲ့ကောင်းကျိုးအမြဲတမ်းလိုလားကြရမဟုတ်လားငါတို့မင်းကိုရွာလူကြီးတင်မြောက်တာစောင့်ပြတ်ချက်မှားသွားပြီမှန်တဲ့တော်လားကိုချက်ချင်းမင်းဒီရွာကနေထွက်သွားတော့မင်းကဒီရွာမှာနေထိုင်ဖို့မတန်ဘူးဒီစကားတွေပြောဆိုနေကြတုံးမှာအဲ့ဒီနေရာကိုရွာလူကြီးဟောင်းရောက်လာတယ်ဟုတ်တယ်သူ့ကိုချက်ချင်းရွာနေမောင်းထုတ်လိုက်ပါသူ့ကိုယုံကြည်မိတာငါတို့တိတ်ကိုအမကြီးမှားသွားတာပဲအခုအောင်ကျော်ကိုရွာသားတွေကရွာကနေမောင်းထုတ်လိုက်ကြတယ်ရွာလူကြီးဟောင်းနဲ့သူ့ရဲ့အစီကံကတော့တိတ်ကိုပြောနေကြတယ်အခုရွာကနေထွက်လာပြီးရဲ့နောက်အောင်ကျော်ဟာအဝေးကြီးကိုရောက်လာခဲ့တယ်သူစိတ်ပြည့်အာရုံစွာနဲ့တစ်ပင်တပင်အောက်မှာထိုင်ပြီးရွာသားတွေအကြောင်းကိုစဉ်းစားနေမိရဲ့ငါအဲ့ဒီရွာသားတွေဘက်ကဒီလောက်ထိရက်တီပေးခဲ့တယ်ကိုတက်ရင်သူတို့အကြောင်းတွေးခဲ့တယ်ဒီနေ့တော့အဲ့ဒီရွာပဲငါ့ကိုမောင်းထုတ်လိုက်ပြီအော်ရိတ်ခါထဲမှာပစ္စည်းအတူတွေဘာလို့ငါရောနှောရမှာလဲပြီးတော့ငါရွာသားတွေရဲ့ရိတ်ခါတွေကိုမရောနှောခဲ့ဘူးဆိုရင်ဒါတွေအားလုံးကတေချာပါရွာလူကြီးဟောင်းရဲ့လက်ချက်ပဲဖြစ်ရမယ်ငါဒီလောက်ပြောနေရတာရွာသားတွေကငါဘက်ကနေမရက်တီပေးခဲ့ကြအောင်ဒါကငါဘယ်တော့မှမမေ့ဘူးဒီဘက်မှာတော့ရွာလူကြီးဟောင်းကရွာသားတွေရဲ့ယုံကြည်မှုကိုပြန်လည်ရယူလိုက်တယ်ရွာသားတွေကနောက်တစ်ချိန်ရွာလူကြီးဦးမင်းဆွေကိုသူတို့ရဲ့ရွာလူကြီးဖြစ်လက်ခံဖို့အခြေအနေရဖိအားပေးခံရပြန်တယ်ဘာလို့လဲဆိုတော့သူတို့အတွက်တော့အောင်ကျော်ကလည်းလူလင်တယောက်ဖြစ်နေလို့ပါဒီလိုနဲ့တဖြည်းဖြည်းလာအနှင်းငယ်ကုံလွန်သွားပြီးအောင်ကျော်ရဲ့တည်င်းအစာနာကိုဘာမှမသိရတော့ပါဘူးတနေ့တော့ရွာလူကြီးရဲ့အစီကံဟာတောလန်းကနေအိမ်ကိုပြန်လာတော့အောင်ကျော်အကြောင်းပြောဆိုနေတဲ့လူနှစ်ယောက်ရဲ့စကားတန်ကိုကြားလိုက်ရတယ်အခုအဲ့ဒီအစီကံဟာထိတ်လန့်တုန်လှုပ်ပြီးအိမ်ကိုရောက်လာကရွာလူကြီးကိုပြောတယ်ဒါပေမဲ့ရဲ့အနှင်းငယ်ကြာပြီးရဲ့နောက်အောင်ကျော်ဟာရွာလူကြီးရဲ့တကားဝါကိုရောက်ရှိလာတယ်ညနေဆောင်အချိန်ဖြစ်လို့ပပတ်လေးတစ်ခုလုံးမှောင်မိုက်နေတဲ့ရွာလူကြီးကသူ့စီကံကိုလှမ်းអော်ပြီးပြောလိုက်တယ်ဟေ့ဟိုရှိနည်းနည်းကြည်စမ်းတယောက်ရက်နေရလားငါကြည့်ရတော့ရှိမှရက်နေတာအောင်ကျော်နဲ့တူတယ်ဆိုလိုတာကအောင်ကျော်တရေလားတခင်ဒါအောင်ကျော်ရဲ့တရေပဲဖြစ်ရမယ်သူကလေးစားချေပိုးလာတာကျွန်တော်ကတော့ဒီကနေပြေးပြီးကျွန်တော်လူပြိုအရွယ်ကြီးနဲ့မသိချင်သေးဘူးရွာလူကြီးရဲ့အစီကံကဒီလိုပြောပြီးအဲ့ညံကနေထွက်ပြေးရတယ်အောင်ကျော်ရှိကိုတဖြည်းဖြည်းတိုးလာလေလေရွာလူကြီးမှာချွေးစည်းတွေပြန်လာလေလေပဲဟိုမှာနဲ့ရက်လိုက်စမ်းအောင်ကျော်တရေမင်းဘာလို့ကျန်တာလဲမင်းကငါအလုံးပေးဖို့အစင်သင့်ပဲငါအိမ်ငါမြေငါပစံမင်းကငါအလုပ်မပေးဘူးမင်းငါ့ကိုတိတ်ခါချခဲ့တယ်အခုမင်းပဲအဲ့ဒီအမှန်တရားကိုရွာသားတွေရဲ့ရှိမှာဖွင့်ပြောရမယ်မဟုတ်ရင်မင်းကငါတက်ပြစ်မယ်ဟုတ်ကဲ့ငါရွာသားတွေရဲ့ရှိမှာအမှန်တရားကိုဖွင့်ပြောဖို့အစင်သင့်ပါပဲဒါမှငါ့ကိုတော့မတက်ပါနဲ့အခုရွာလူကြီးဟာညာချင်းကြီးမှာပဲရွာသားတွေကိုစုယုံစေပြီးအားလုံးရဲ့ရှိမှာအမှန်တရားကိုဖွင့်ပြောပါတော့တယ်အားလုံးပဲကျွန်တော်တရေလို့ထင်နေကြပြီမယ်တည်င်းတူကိုတမင်လွှင့်ခဲ့တာပါဒါမှတခိုးကိုဖမ်းမိနေမှာမဟုတ်လို့ပါခုတော့တခိုးကအားလုံးရဲ့ရှိကိုရောက်နေပါပြီကျွန်တော်ကတော့လူတွေရဲ့ကောင်းကျိုးအမြဲတမ်းဆောင်ရွက်ခဲ့ပါတယ်ဒါကြောင့်မို့လို့လေ
အားလုံးကကျွန်တော်ကိုသိပ်ပြီးလေးစားချစ်ခင်စွာနဲ့အလူရှင်ကြီးလို့ခေါ်ခဲ့ကြပေါ့ဟုတ်ပါတယ်အောင်ကျော်ညီလေးရာငါမှားသွားပါတယ်ငါမင်းကိုလက်အုပ်ချပြီးတော့တောင်းပန်ပါတယ်အဲ့ဒီချိန်မှာတည်းရွာသားတွေကရွာလူကြီးကိုရွာထဲကနေမောင်းထုတ်လိုက်ကြပြီးရွာလူကြီးနေရာမှာအောင်ကျော်ကိုရွာရဲ့ရွာလူကြီးအဖြစ်ပြန်လည်တင်မြှောက်လိုက်ကြတယ်ရွာလူကြီးဟောင်းရဲ့စကားတွေကိုယုံမိပြီးဘာမှတည်တည်ကြကြမစင်စားပဲရွာကနေမောင်းထုတ်ခဲ့မိရဲ့အတွက်အောင်ကျော်ကိုအားလုံးကဝိုင်းဝန်းတောင်းပန်ကြပါတော့တယ်လူငယ်တယောက်ဖြစ်တဲ့ဇေယျဟာပင်လယ်ကမ်းစပ်မှာသူ့လှေပေါ်မှာထိုင်နေပါတယ်ဒီနေရာလုံးပိုက်စားတာရွာထဲမှာကျွန်တော်အကျွေးမတင်တဲ့သူဆိုလို့ဘယ်သူမှမရှိဘူးဒီနေ့တော့ကျွန်တော်ပိုက်ကွန်မှာငါးတွေအများကြီးရပါစေဒီလိုပြောပြီးဇေယျဟာသူ့ပိုက်ကွန်ကိုပင်လယ်ထဲကိုပစ်ချလိုက်ပါတယ်အတော်ကြာမှပိုက်ကွန်ကိုပြက်ဆွဲထုတ်လိုက်တော့ငါးတစ်ကောင်ပဲပါလာတယ်ရှေးမရန်ရဲ့တခြားငါးဖန်သမားတယောက်ကဇေယျကိုကြည့်ပြီးတော့ပြောတယ်ဇေယျပင်လယ်ကငါးတွေကမင်းကိုမုန်းနေရွာလူတွေမင်းမျက်နှာမကြိုက်တယ်လို့ပဲငါဖန်တာကိုရက်ပြီးတခြားလုပ်တစ်ခုရှာပါလားငါအခုအရန်စိတ်ညစ်နေရမင်းတို့ကငါ့ကိုလှောင်ပြောင်နေကြလားအမြဲတမ်းငါးတွေနဲ့ပြည့်စီလို့ဆုတောင်းနေဒါပေမဲ့မင်းရဲ့ပိုက်ကလွတ်နေရောမယ်ခုနကငါးတကောင်မိထားပါတယ်ဟုတ်ပါတယ်အဲ့ဒါကိုစားပြီးဘိုက်ဖြစ်ထားဘာလို့လဲဆိုတော့မင်းနောက်ထပ်2ရက်လောက်ဘိုက်စာနေအောင်ပါဇေယျမျက်ရည်တွေဝဲနေရဲ့မျက်လုံးတွေနဲ့ငါးတကောင်ယူပြီးအိမ်ပြန်လာတယ်ငါဘဝဟောင်းမှာဘာအပြစ်တွေလုပ်ခဲ့လို့လဲမသိဘူးအဲ့ဒီအချိန်မှာဘေးအိမ်ကဥပကောင်းရဲ့သမီးအေခိုင်ရောက်လာတယ်စိတ်တက်မကြပါနဲ့ကိုစီယာနည်းနည်းရောက်လာတာပဲကိုစီယာရဲ့ဘဝပြောင်းလဲလာမှာပါဒီလိုပြောပြီးအေခိုင်ကပတ်စံတချို့ကိုဇေယျလက်ထဲကိုထည့်ပေးလိုက်တယ်ဇေယျနေတခုခုဝယ်ပြီးစားလိုက်ပါအောင်နော်ပတ်စံတွေကိုပြန်ယူထားပါအေခိုင်ကိုချစ်သူဇေယျနေအကျွေးယူနေရတာဘလောက်တောင်ကတ်ဆိုးလဲကျမပြောပြပြီလေစိတ်အားငယ်မနေပါနဲ့အကုန်လုံးအဆင်ပြေသွားမှာပါပြီးတော့ကျမကိုစီရမကူညီဘယ်သူကကူညီမှာလဲဒီလိုပြောပြီးအေးခါရအဲ့ဒီပတ်စံတွေကိုဇေယျလက်ထဲကိုထည့်ပေးလိုက်တဲ့ဇေယျဈေးကိုသွားပြီးတတိတချို့ဝယ်လာတယ်စားပြီးတော့လဲလျောင်းနေလိုက်တယ်နောက်နေ့မှာဇေယျငါးဖန်ဖို့ပင်လေကန်းဆက်ကိုထက်ရောက်လာတယ်အဲ့ဒီချိန်မှာအေးခါရဲ့အဖေဥပကောင်ရောက်လာတယ်ဟေးကန်ဆိုးတဲ့ကောင်ပြီးတော့ငါသမီးရဲ့ဘဝကိုပါဖျက်ဆီးချင်နေရလားမနေရငါသမီးမင်းကိုပတ်စံတွေထပ်ပေးသွားတယ်မဟုတ်လားကျွန်တော်အေးခါကိုတားခဲ့ပါတယ်ငါသမီးကမင်းကိုကြိုက်နေရဲဆိုတာငါသိရဲ့ तू ကကိုယ်ပိုက်တောင်မဖြေနိုင်တဲ့သူကြိုက်နေတာမင်းပြောပါအောင်မင်းအိမ်အောင်ကြပြီးငါသမီးရဲ့ဘိုက်ကိုဘယ်လိုဖြစ်ပေးမှာလဲဒီလိုလူမျိုးနဲ့တော့ငါသမီးကိုဘယ်တော့မှလက်မထပ်ပေးနိုင်ဘူးဒီလိုပြောပြီးဥပကောင်ဟာအဲ့ဒီကနေထွက်သွားတယ်ဇေယျကမျက်ရည်ဝဲနေရဲ့မျက်လုံးတွေနဲ့ပင်လယ်ကိုကြည့်လိုက်တယ်ပြီးတော့ဘာမှမပြောပဲသူ့အိမ်ကိုပြန်သွားတယ်အိမ်ပြန်ရောက်တာနဲ့အဲ့ဒီမှာအေးခိုင်ရောက်လာတယ်ဖေဖေကငါဖန်သမားတွေရှိမှကိုစီရောက်ဘာကြီးပြောလဲဆိုတာကျမသိရဲ့မဲပြေပြောခဲ့တာတွေကတကယ်တမ်းဆိုမှန်တာပဲကိုပိုက်တောင်မဖြေနိုင်တဲ့လူကိုသူ့တမီးကိုဘာလို့ပေးရမှာလဲအေးခိုင်မင်းသာငါ့ကိုပို့ပြီးစိတ်မထိခိုက်စေချင်ဘူးဆိုရင်ဒီကနေထွက်သွားပါဘယ်တော့မှမလာပါနဲ့တော့ငါတို့နှစ်ယောက်လက်ထပ်လို့မရပါဘူးအေးခိုင်ရဲ့မျက်လုံးထဲမှာမျက်ရည်တွေပြည့်နေရဲ့ကိုစီဟာစိတ်တက်ကြသွားပြီလားယင်အေးခိုင်ငါပြောအနားထောင်မှာဒီကနေထွက်သွားမင်းကအကူကြီးပေးခဲ့တဲ့ပတ်စံတွေအကုန်လုံးငါမကြခင်ပြန်ဆက်ပါမယ်ငါတို့ရဲ့ဆက်ဆံရေးကပြီးပြီအေးခိုင်မျက်ရည်တွေနဲ့အိမ်သက်စွာနဲ့ထွက်သွားတယ်အေးခိုင်ထွက်သွားတာနဲ့ဇေယျကသူ့ကံကြမ္မာကိုကြိတ်ဆဲရင်ငိုရင်လဲလျောင်းနေရဲ့အိပ်ပျော်သွားပြီးခဏကြာမှဇေယျမျက်လုံးတွေရုပ်တရက်ပွင့်လာတယ်သူ့မျက်စိရှိကမြင်ကွင်းကိုကြည့်ပြီးသူ့အယမ်းအံ့ဩသွားတယ်ဒါပဲရောက်လာတာလေငါအိမ်မှာအိပ်ပျော်သွားတာဒါပဲနေရလဲသူကအယမ်းလာပါတဲ့ပင်လေကန်းဆက်ကကျွန်းတကျွန်းပေါ်မှာရောက်နေရကိုတွေ့လိုက်ရတယ်အပေါ်ကိုကြည့်လိုက်တော့သူကအပြာရောင်တစ်ပင်တစ်ပင်အောက်မှာရက်နေရကိုတွေ့လိုက်ရတယ်အဲ့ဒီချိန်မှာပင်လေတွေကနေရေသူမတပါပေါ်လာတယ်ငါအိမ်မက်မက်နေရဒါတကယ်မဖြစ်နိုင်ဘူးဒါအိမ်မက်တစ်ခုပဲဖြစ်ရမယ်မင်းကအိမ်မက်မက်နေရမဟုတ်ပါဘူးဟုတ်လားဒါပေမဲ့ဒါကဘယ်လိုဖြစ်နိုင်မှာလဲမင်းမှာရှိရဲ့ဆွမ်းအားကထူးခြားတဲ့သူတွေမှာပဲရှိရဲ့ဇေယျမင်းကအရန်ထူးခြားတယ်မင်းကငါနာမည်ဘယ်လိုသိရလဲငါမင်းအကြောင်းအကုန်သိရဲ့
ဒါပေမဲ့မင်းကမင်းအကြောင်းမသိဘူးထင်တယ်။ရွာတရွာလုံးမှာငါကန်ဆိုးတဲ့သူလို့နာမည်ကြီးရဲ့လူတွေကငါ့ကိုကန်မကောင်းတဲ့သူကန်ဆိုးတဲ့သူအဲ့လိုပဲခေါ်ကြတာငါဘာကြီးထူးခြားနေလို့လဲဘယ်သူတွေပဲပြောမင်းကအရင်ထူးခြားတယ်ဒါကတကယ်မဖြစ်နိုင်ပါဘူးငါအခုတော့အိမ်မက်မက်နေရလို့လုံးဝယုံကြည်သွားပြီအဲ့ဒီချိန်မှာရေသူမကရုတ်တရက်ပျောက်ကွယ်သွားတယ်ခဏကြာမှသူထပ်ပေါ်လာပြီးသူ့လက်ကိုဇေယျစီကန်လိုက်တယ်ဇေယျကြည့်လိုက်တော့ရေသူမရဲ့လက်ထဲမှာတန်မိုးရှိရဲ့ပလဲတွေရှိနေရဲ့ဒီပလဲတွေကအရန်လာပြီးတန်မိုးရှိမှာပဲဟုတ်တယ်ဒါတွေကိုရောင်းလိုက်ပါမင်းရဲ့ဆင်းရဲဒုက္ခတွေပပျောက်သွားလိမ့်မယ်ပြီးတော့ငါ့ကိုအမြန်ဆုံးရှာပါရုတ်တရက်ဇေယျတယောက်အိယာကလန့်နိုးသွားတယ်ငါအိမ်မက်မက်နေရပဲအိုးဖះသခင်ဘလို့အိမ်မက်ပါလဲသူ့နှစ်ဖူးကချွေးတွေကိုတုပ်လိုက်တာနဲ့သူ့လက်ထဲကပလဲတွေမြေပေါ်ပြုတ်ကျသွားတယ်ဇေယျမျက်လုံးအပြူသားနဲ့အဲ့ဒီပလဲတွေကိုကြည့်နေရဲ့ဒါဘလို့ဖြစ်နိုင်တာလဲငါအိမ်မက်မက်နေရဆိုရင်ဒီပလဲတွေကငါလက်ထဲဘလို့ရောက်လာတာလဲဇေယျကအဲ့ဒီပလဲတွေကိုပြန်ကောက်ပြီးသူတညာလုံးအိမ်မပြောဘူးမနေ့ရောက်တော့အဲ့ဒီပလဲတွေကိုရောင်းလိုက်တယ်သူအရင်ဆုံးသူ့အကြိုက်ဆုံးအစားအစာကိုချက်ပြီးစားတယ်ခဏကြာမှသူအိပ်ပျော်သွားပြန်တယ်ဇေယျမျက်လုံးတွေထပ်ပြီးအဲ့ဒီကျွန်းပေါ်ကအပြာရောင်တစ်ပင်အောင်မှပွင့်လာတယ်ဒီနေ့တော့မင်းဘိုက်ပြအောင်စားထားတယ်ထင်တယ်မင်းရဲ့မျက်နှာကအတော်လေးကိုရှင်လန်းနေရဲ့ဒါနဲ့နေပါအောင်မင်းရဲ့လျှို့ဝှက်ချက်ကဘာလဲငါရောဘာဖြစ်နေရလဲမင်းအကုန်နားလဲသွားမှာပါမင်းငါ့ကိုရှာရမယ်မကြခင်ပင်လေပြင်ပကမကောင်းတဲ့မော်ပညာတွေကုန်းမြေကိုလည်းရောက်လာလိမ့်မယ်ငမ်းမော့ခေါင်းပါမှုတွေပြန့်နှံ့လာလိမ့်မယ်အဲ့ဒါမဖြစ်ခင်ငါ့ကိုရှာပါအဲ့လိုပြောပြီးရေသူမကဇေယျကိုတန်မိုးရှိရဲ့ပလဲတချို့ထပ်ပေးလိုက်တယ်ဇေယျပလဲတွေကိုကန်လိုက်တာနဲ့ခဏမှသူ့မျက်လုံးတွေပွင့်လာပြီးသူ့လက်ထဲမှာအဲ့ဒီပလဲတွေရှိနေပြန်တယ်အဲ့ဒီနောက်ပိုင်းဇေယျရဲ့အိမ်မက်ထဲမှာရေသူမကနေတိုင်းလာပြီးတော့ပလဲတွေပြီးရဲ့တဖြည်းဖြည်းချင်းဇေယျရဲ့ကံကြမ္မာပြောင်းလဲသွားတယ်အခုတော့သူ့မှာခမ်းထားတဲ့အင်ကြီးတစ်လုံးရှိနေပြီအခုသူဟာရွာရဲ့အကြီးဆုံးငါးကုံတွေဖြစ်နေပြီသူကတာမန်ငါးဖန်သမားတယောက်မဟုတ်တော့ဘူးဇေယျကိုလှောင်ပြောင်ခဲ့တဲ့ငါးဖန်သမားတွေကအခုသူ့ရဲ့အလုပ်သမားတွေဖြစ်နေကြပြီတနေ့မှာဇေယျဈေးထဲမှာဈေးဝယ်နေတော့ဥပကောင်နဲ့အေးခံမြင်လိုက်ရတယ်ဇေယျကဥပကောင်စီတက်တက်ရှောက်သွားတယ်ဟေးဇေယျမင်းကတထိပ်ဖြစ်သွားပြီလို့ထင်နေရလားငပြေးရငပြေးမှာပဲအခုလည်းငါတမီကိုမင်းနဲ့မပေးစားနိုင်ဘူးဖေဖေဒါဘာတွေပြောနေရလဲကိုဇေယျဆင်းရဲတော့ဖေဖေကငင်းခဲ့တာတမီနားလဲပါတယ်ဒါပေမဲ့ဒီနေ့ကိုဇေယျကရွာရဲ့အချမ်းသာဆုံးငါးကုံတယ်ဖြစ်နေပြီမဟုတ်လားဘာလို့လဲဆိုတော့ဇေယျရဲ့ကံကြမ္မာပြောင်းလဲပုံကတာမန်ကိစ္စမဟုတ်ဘူးတခုခုမဟုတ်မမှန်တာလုပ်ပြီးမှရလာတဲ့ချမ်းသာမှုဖြစ်ရမယ်ကျွန်တော်ဦးလေးကိုပြောပြရင်ဦးလေးကမှမဟုတ်ဘူးဒါပေမဲ့ဦးလေးကဒီလိုထင်နေတော့ကျွန်တော်ပြောပြပါမယ်ဒီလိုပြောပြီးဇေယျကသူ့အိမ်မက်ထဲမှာရေသူမနဲ့တွေ့ဆုံခဲ့တဲ့အဖြစ်အပျက်တွေအကြောင်းဥပကောင်ပြောပြတယ်အဲ့ဒီကလေးကနေတိုင်းကျွန်တော်အိမ်မက်ထဲလာပြီးတန်မိုးရှိရဲ့ပလဲတွေပေးသွားတယ်ကျွန်တော်ဘာမှမမှားဘူးဥပကောင်မင်းကငါ့ကိုပုံမြင်နေပြောပြရင်ငါယုံမယ်လို့ထင်နေရလားရေသူမဆိုတာမရှိဘူးကွဒီလိုပြောပြီးဥပကောင်ကအေးခေါင်ခေါ်ပြီးအဲ့ဒီကနေထွက်သွားတယ်ဇေယျစိတ်တက်ကြပြီးသူ့အိမ်ကိုပြန်သွားတယ်ခဏကြာမှတော့ရုတ်တရက်အေးခံရောက်လာတယ်ကဘာကြီးကကိုဇေယျရဲ့စကားမယုံနဲ့ကျမတော့ယုံနေဘာလို့ရေသူမငါအိမ်မက်ထဲကိုလာပြီးငါ့ကိုပဲတန်မိုးရှိပလဲပေးရတယ်ကိုဇေယျနဲ့သူ့ရဲ့ဆက်ဆံရေးတခုခုတော့ထူးကြတယ်လျှို့ဝှက်ချက်ကတနေ့ကျရင်ပေါ်လာမှာပါရန်နေငယ်ကြတော့ရွာထဲမှာမိုးကောင်ရေရှာမှုဖြစ်ပေါ်လာတယ်မိုးကောင်ရေရှာမှုကအတော်ဆိုးရွားတာကြောင့်ပင်လယ်မှာငါးတွေဖမ်းလို့မရတော့ပါဘူးပင်လယ်နက်ကငါတို့စိတ်ပြတ်သွားပြီထင်တယ်ဟဲ့ရမိုးကောင်တာငါတို့ရွာမှာမဟုတ်ဘူးဘေးနားရွာတွေမှာပါဖြစ်နေရဥပကောင်ကရွာဝမ်းနေတဲ့မျက်လုံးတွေနဲ့ကြည့်နေရဲ့ရန်နေငယ်ကြမှာစိန်လဲဆိုပြနေတဲ့ရွာကအခုတော့၆သွေးတဲ့တဲတွေပဲကျန်တော့တယ်ရွာရေကန်တိုင်းတောင်၆သွေးနေပြီတမီအရင်ကကိုဇေယျပြောတော့ငါမယုံခဲ့ဘူးသူပြောမှန်နေတယ်နဲ့ရေသူမမိုးခေါင်ရေရှာမှုနဲ့ငတ်မို့ခေါင်းပါမှုတွေဖြစ်လာမယ်လို့ငါရွာလူတွေကိုငါမျက်စိရှိမှစင်ရဲ့ဒုက္ခရောက်နေရမကြည့်နိုင်တမီသူအဖေရဲ့မျက်ရည်တွေကိုမြင်တော့အေးခိုင်စိတ်ပူပြီးဇေယျစီကိုပြေးသွားတယ်အခုကိုဇေယျ
ထိုင်မနေသိတော့လို့ကျမထင်နေဟုတ်တယ်အေးခိုင်မင်းပြောတာမှန်နေဒီနေ့ပဲငါလှေယူပြီးငါအိမ်မက်ထဲမှာပေါ်လာရဲ့အဲ့ဒီကျုံသွားရှာမယ်ကျမလည်းကိုစီယာနဲ့တူလိုက်မယ်မင်းဒီမှာပဲနေပြီးရွာလူဝင်နဲ့မင်းဖြူကယူဆိုင်ပါဇီယာကပင်နေတဲ့ကိုထွက်သွားပြီးသူ့လေကိုပင်နေတဲ့မှာအတော်ကြောင်လှော်ခတ်နေရဲ့မနက်ကနေညနေရောက်လာပြီးမြဲသူ့ဘဲကျုံကိုမှမတွေ့ခဲ့ဘူးဖះကြီးငါကိုယ်တိုင်တော့ဘယ်ရောက်နေမှမသိရဘူးနောက်တခဏမှာပြင်းထန်တဲ့မုန်တိုင်းတစ်ခုတိုက်ခတ်လာပြီးဇီယာရဲ့လေကိုအရှိဘက်ကိုအပြင်းပြင်းနဲ့တွန်းပို့လိုက်တယ်အဲ့ဒီအချိန်မှာလေစင်တမောင်းတစ်ခုတိုက်ခတ်လာပြီးဇီယာအဲ့ဒီထဲကိုပါသွားတယ်ဇီယာမျက်လုံးပွင့်လာတော့သူအဲ့ဒီကျုံပေါ်မှာရောက်နေရကိုတွေ့လိုက်ရတယ်ငါရေသူမကိုရှာမယ်ဟုတ်တယ်ဇီယာဟိုဘက်ဒီဘက်ရှောက်သွားပြီမယ်ရေသူမကိုမတွေ့ခဲ့ရအောင်ဇီယာကပင်လေကန်ဆက်မှာရက်ပြီးအတန်ကြကြနဲ့အော်ခေါ်လိုက်တယ်ရေသူမမင်းဘက်မှာလဲငါတီကိုရောက်နေပြီအဲ့ဒီအချိန်မှာငှက်တကောင်ပြန်တန်းလာပြီးဇီယာရှိမှလာနာတယ်မင်းရောက်လာပြီပဲငါဒီမှာမင်းကိုအကြာကြီးစောင့်နေခဲ့တာမင်းကလူသားဘာသာစကားဘယ်လိုပြောနေတာလဲမကြောက်ပါနဲ့ငါမင်းကိုဘာအန်နဲ့မှမပေးပါဘူးမင်းရေသူမကိုတွေ့ဖို့လာတာမဟုတ်လားဒါဆိုငါနဲ့လိုက်ခဲ့ငှက်ကဇီယာကိုကိုတကူတွင်းကိုခေါ်သွားတယ်အတွင်းရမြေကွင်းကိုကြည့်ပြီးဇီယာရဲ့မျက်လုံးတွေအံ့ဩတုန်လှုပ်သွားတယ်ဟာဒါကရေသူမရုပ်တူပဲငါ့အိမ်မဲထဲမှာပေါ်လာတာသူပဲမင်းကဒီရေသူမကိုတကယ်ပုံစံအတိုင်းဖြစ်အောင်လုပ်ရမယ်သူတကယ်ဘွားမှန်အတိုင်းပြမဖြစ်မချင်းမင်းရဲ့ကဘာမှာဖြစ်နေတဲ့ပျက်စီးမှုတွေကရပ်မှာမဟုတ်ဘူးငါဘယ်လိုလုပ်သူ့ကိုတကယ်အမှန်ဖြစ်အောင်လုပ်ရမှာလဲဒီကနေမဝေးရဲ့နေရာမှာကန်တစ်ခုရှိရဲ့အဲ့ဒီကန်ရေနီနေရဲ့အဲ့ဒီကန်ထဲမှာလက်စွပ်တကွင်းရှိရဲ့ဒါပေမဲ့ဒီလိုသွေးလိုနီရဲ့ကန်ကြီးထဲမှာငါအဲ့ဒီလက်စွပ်ကိုဘယ်လိုရှားမှာလဲမိကန်နာကိုသွားပြီးလက်စွပ်တောင်းရုံပဲအဲ့ဒီကန်မင်းကိုဗဟေတီတကူမေးလိုက်မယ်မင်းအဲ့ဒီဗဟေတီကိုမှားဖြစ်ရင်မင်းလည်းရေသူမလိုကြောက်တုံးဖြစ်သွားလိမ့်မယ်ဒါပေမဲ့မင်းမမှန်ကန်ကန်ဖြေလိမ့်မယ်လို့ငါယုံကြည်ပါတယ်ဘာလို့လဲဆိုတော့မင်းကအရန်ထူးခြားတယ်မိကုန်းတွေအားလုံးရဲ့အဖြေတွေကိုဖြေနိုင်မှရေသူမအရင်တိုင်းပြန်ဖြစ်လာလိမ့်မယ်ငါကဘာကိုကဲတင်ဖို့ငါအသက်ကိုပေးရမယ်ဆိုရင်တော့ငါအစ်စ်မှာငါ့ကိုအဲ့ဒီသွေးနီရဲ့ကန်နာကိုခေါ်သွားပါငါကဇီယာကိုလျှို့ဝှက်စမ်းကြတဲ့သွေးနီရဲ့ကန်စီကိုခေါ်သွားတယ်ဘယေမရဲ့လက်စွပ်ကိုပြန်လို့ခြင်းတယ်အဲ့ဒီလက်စွပ်ကိုနှစ်ပေါင်းများစွာတည်းဟာမော်ဆီယမတယောက်ကငါ့ထဲကိုပြစ်ထည့်ခဲ့တာမင်းအဲ့ဒါကိုရယူခြင်းတယ်ဆိုရင်ငါရဲ့ဗဟေတီတခုဖြစ်ရမယ်မင်းရဲ့အဖြေမှရင်မင်းအမြဲတမ်းကြောက်တုံးဖြစ်သွားလိမ့်မယ်မင်းဘယ်ဗဟေတီကိုမေးခြင်းလဲမေးပါအတောင်မပါပဲပြန်တန်းတယ်ခြေထောက်မပါပဲရှောက်တယ်ဗဇက်မပါပဲစကားပြောတယ်ကိုခန္ဓာမပါပဲလူကိုထိတယ်ပါလေအဲ့ဒီအဖြေကလေပဲမင်းကတာမန်လူမဟုတ်ဘူးပဲမင်းကတေချာပေါက်ထူးခြားတဲ့သူပဲမဟုတ်ရင်ဒီဗဟေတီကိုဘယ်သူမှဖြေနိုင်အောင်အယောင်သေးဆောင်နေတဲ့အလင်းတန်းတွေနဲ့မော်ဆန်တဲ့လက်စွပ်ကဇီယာရဲ့လက်ထဲမှာပေါ်လာတယ်မင်းဒီလက်စွပ်ကိုကြောက်တုံးဖြစ်နေရဲ့ရေသူမရဲ့လက်ချောင်းမှာဝစ်ပေးရမယ်အဲ့ဒီကောင်မှသူ့ပုံစံအမှန်တိုင်းပြန်ဖြစ်လာလိမ့်မယ်ဇီယာကလက်စွပ်ကိုရုပ်ထုရဲ့လက်ချောင်းမှာပတ်ပေးလိုက်တာနဲ့နောက်တစ်ခဏမှအဲ့ဒီရုပ်ထုကရေသူမဘရင်မဖြစ်အသက်ပြန်ဝင်လာတယ်မင်းကဘာလို့ငါ့အိမ်မက်ထဲခဏခဏလာရတာလဲငါမင်းရဲ့အမေပဲမင်းကငါသားပဲဒါဘလို့ဖြစ်နိုင်တာလဲကျွန်တော်မိဘမဲ့တယောက်ပါပြီးတော့ကဘာမြေသားတယောက်အခုငါ့ကိုလည်းလွတ်မြောက်ပေးပါရေသူမကသူ့လက်ညိုကိုရှေ့ကိုထိုးလိုက်တာနဲ့ငှက်အသွင်ကနေရသေးလူသားဖြစ်ပြောင်းလဲသွားတယ်ဒါဆိုဦးလေးကငှက်အသွင်ဆောင်ထားတဲ့သူတော်စင်တစ်ပါးပေါ့ဟုတ်တယ်ပြီးတော့ဒီရေသူမမင်းရဲ့အမေပဲနှစ်ပေါင်းများစွာတဲ့ကမော်ဆီယမတယောက်ကရေသူမနိုင်ငံကိုရောက်လာတော့မင်းကိုသူမွေးခဲ့တာသူမင်းကိုကဲပြီးကဘာမြေကိုခေါ်သွားခဲ့ပြီးတာမန်လူသားပုံစံကိုပေးခဲ့တယ်။မော်ဆီယမကမင်းရဲ့အမေကိုဖမ်းဆီးခဲ့တယ်။ငါ့ကိုလည်းငှက်အဖြစ်ပြောင်းလိုက်တယ်။ဒါငါနဲ့လိုက်ခဲအဲ့ဒီမော်ဆီယမကငါနန်းတော်ထဲမှာရှိရဲ့။အခုလက်စုပ်ကငါမှာရှိနေပြီ။ပြီးတော့မင်းကငါနဲ့တူရှိနေပြီ။အခုသူငါ့ကိုမရှိနိုင်တော့ဘူး။ပြီးတော့သူတော်စင်လဲအခုသူ့ရဲ့တကယ်ပုံစံတိုင်းပြန်ဖြစ်လာပြီ။ဒီလိုပြောပြီး၃ယောက်နန်းတော်ကိုရောက်သွားကြတယ်။အဲ့ဒီမှာမော်ဆီယမတယောက်ကထိုင်နေရဲ့ဒါဘလို့ဖြစ်နိုင်တာလဲမင်းကဘယင်မရဲ့သားပဲနှစ်ပေါင်းများစွာတွေကပျောက်ကွယ်သွားခဲ့တဲ့သူမော်ဆီယာမှာဘာမှမလုံးနိုင်ခင်မှာသူတော်စင်ကမော်စာတွေရွတ်ဆိုလိုက်တယ်သူတော်စင်ရဲ့မျက်လုံးတွေကနေအလင်းတန်းတွေထွက်လာတယ်လက်စွပ်ကနေအလင်းနဲ့တကူထွက်လာပြီးအဲ့ဒီမော်ဆီယာမမီးလောင်ပြီးပြဖြစ်သွားတယ်
အခုမင်းရဲ့ကဘာမှာအကုန်လုံးအဆင်ပြေသွားလိမ့်မယ်အခုမင်းကနာမှာပဲနေတော့တာကျွန်တော်အမေနာမှာမနေနိုင်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ကဘာမြေပေါ်မှာပဲဘဝကိုဖျက်တမ်းခဲ့တာကျွန်တော်လူသားတွေရဲ့အရေးချင်းတွေပဲရှိရဲ့သူပြောတာမှန်နေသူ့ကိုသူ့ကဘာကိုပြန်ပို့လိုက်ပါမင်းကငါသားပဲငါမင်းကိုတွေးဖို့လာခဲ့မယ်ကျွန်တော်ကိုကျွန်တော်လေစီပဲပို့ပေးပါပင်လယ်ထဲမှာဖြစ်ပေါ်ခဲ့တဲ့လေစင်နှမောင်းကတခြားကဘာတစ်ခုရဲ့တကားပေါက်ပဲအဲ့ဒီလေစင်နှမောင်းကမင်းတို့ဒီကိုခေါ်ဆောင်လာတာအခုမင်းမျက်လုံးမှိတ်လိုက်ပါဇေယျကသူ့မျက်လုံးကိုမှိတ်လိုက်တာနဲ့နောက်တစ်ခဏမှသူ့ကဘာကိုပြန်ရောက်လာတယ်အဲ့ဒီအချိန်မှာဥပါကောင်းကပြေးလာတယ်မိုးရီတက်တက်မဲမဲရွာနေပြီတာရဲ့ရွာမှာရေကန်တွေပြည့်နေပြီဇေယျကအဖြစ်ပြက်တွေအလုံးကိုဥပါကောင်းကိုပြောပြတယ်ဒါတွေအလုံးငါးကြောင်ပဲဖြစ်ခဲ့တာငါမင်းကိုဘယ်လောက်တောင်အထင်လွဲခဲ့လဲတာမင်းသာမရှိခဲ့ရင်ဒီကဘာကြီးတောင်ပျက်စီးသွားမှာပဲဥပါကောင်းကအေးခိုင်နေဇေယျကိုခန္ဓာကြီးကျဲစွာလက်ထပ်ပေးလိုက်ပြီးပျော်ရွှင်စွာနဲ့နေထိုင်သွားကြပါတော့တယ်